ဒီနေ့ပြောပြပေးသွားမယ့်ဗီဒီယိုလေးအကြောင်းကတော့မိတ်ဆွေသတိထားမိလားမသိဘူးကိုယ့်ပတ်ဝန်းကျင်မှာတွေ့ရတယ်အမျိုးသမီးတော်တော်များများဟာလေကြီးလေပိုလှလေကြီးလေပိုလှလေဆိုရက်လူတွေကိုအများကြီးတွေ့ပြီးမှာပါနော်ပုံမှန်အသက်20တုန်းကထက်30 40ရောက်လာတဲ့အလှတရားတွေ50ကျော်ပြီးရောက်လာတဲ့အလှတရားတွေကိုမိတ်ဆွေမြင်မှုမှာပါအဲ့ဒီအလှတရားကပို့ပြီးတော့လှတယ်ပို့ပြီးတော့ဆွဲဆောင်မှုရှိသူတို့ရဲ့အလှတရားကမျက်နှာတစ်ခုတည်းမှာပဲမဟုတ်ဘူးသူတို့ရဲ့မျက်နှာပေါ်မှာအတွေ့အကြုံသူတို့ကြုံတွေ့ခဲ့ရတယ်သူတို့ရဲ့ lifestyle မှာဖြတ်သန်းခဲ့ရတယ်သူတို့ရဲ့အတွေ့အကြုံတွေရှိတယ်နော်သူတို့ရဲ့စကားပြောနည်းပြောဟန်ပြောပေါက်တွေရှိတယ်သူတို့ရဲ့စကားပြောမှုပေါ်မှာလည်းသူတို့ကိုယ်သူတို့ယုံကြည်မှုရှိတယ်သူတို့နားမှာနေနေတယ်သူတို့နားကိုရောက်သွားပြီဆိုရင်ကျမတို့ခံစားရတာတခုရှိအော်ဒီအမျိုးသမီးလေးကထူးခြားလိုက်တာလှလိုက်တာစက်တည်ရှိလိုက်တာဆိုရယ် vibe ကိုကျမတို့ကိုယ်တိုင်ခံစားမိတယ်ဒါပေမဲ့သူတို့ရဲ့လှုပ်ဝက်ချက်ကအရန်ကောင်းတဲ့ brand တွေ cosmetic တွေလည်းမဟုတ်ဘူးကိုယ်တိုင်မနော်အသက်ငယ်အောင်စူးစမ်းနေရလိမ့်မဟုတ်ဘူးတကယ်အလှစစ်ကလေသူတို့ကိုသူတို့တန်ဖိုးထားတဲ့စိတ်နေစိတ်ထားကသူတို့ရဲ့အလှစစ်ပဲဒီနေ့ဗီဒီယိုလေးထဲမှာမေကမျှဝေပေးသွားမှာကအသက်ကြီးလာလေပိုလှလာလေဆိုတဲ့အမျိုးသမီးအားလုံးရဲ့လှုပ်ဝက်ချက်9ချက်ကိုမေကဒီနေ့ပြပေးသွားမှာဖြစ်ပါတယ်မေနဲ့အတူဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်နံပါတ်1ချက်ကလေသူတို့ကိုသူတို့အသက်ကိုလက်ခံလာကြတယ်ကျမတို့ပတ်ဝန်းကျင်မှာလူအများစုကအသက်ကြီးလာမှအရန်ကြောက်ကြတယ်အသက်မေးမကြိုက်ကြဘူးဘာဖြစ်လို့လဲဆိုတော့ငါအရင်လို့မလှတော့ဘူးငါအိုလာပြီငါကစိတ်သွားတိုင်းကိုမပါနိုင်တော့တဲ့အရွယ်ရောက်သွားပြီလို့သူတို့ကိုသူတို့တွေးတာအဲ့လိုပုံစံမျိုးဖြစ်အောင်သူတို့တွေးပလိုက်တာဒါပေမဲ့တန်ဖိုးရှိတဲ့အမျိုးသမီးတွေကြတော့အဲ့ဒီ mindset ကိုတွေးတောင်မတွေးဘူးသူတို့ကိုသူတို့အသက်ကြီးလာတယ်လို့တော့သူတို့မထင်ပါဘူးဆိုတဲ့ message မျိုးကိုကျွန်မရတာနော်အသက်ကြီးလာတာလေကျွန်မတို့အတွက်ကလေအားနေချက်မဟုတ်ဘူးသိလားပို့ပြီးတော့သူများထက်ပို့ပြီးတော့ experience တွေကျမတို့ရလာတယ်ပညာတွေပို့ရတယ်သူများတကနားလေတယ်ဆိုတာထက်ကိုကျမတို့ပို့ပြီးတော့နားလေလာတယ်သူများကိုအဲ့လိုမျိုးသိလာလေကိုယ့်ရဲ့ confidence level ကမြင့်လာလေပြီပဲအဲ့ဒါကကြတော့သူတို့ရဲ့အလှတရားဖြစ်လာတာဘာကအလှတရားလဲဆိုရင်သူတို့ကိုသူတို့ယုံကြည်တဲ့သူတို့ရဲ့ confidence level ကသူတို့ရဲ့အလှတရားဖြစ်လာတာနံပါတ်2ချက်ကလေသူတို့ကိုသူတို့အရန်ဂယုစိုက်တာနော်လှပတဲ့အမျိုးသမီးတော်တော်များများကလေသူများတွေအတွက်ပဲအချိန်မပေးဘူးကိုလည်းဂယုစိုက်တယ်ကိုအရန်ချစ်သွားတာဘယ်လိုမျိုးကိုအရန်ချစ်သွားလဲဆိုရင်ကိုတိုင်အတွက်အချိန်ပေးတယ်ဥမာကျမတို့ကဝနေတဲ့သူဆိုပါတော့ကျမတို့လေ့ကျင့်ခန်းလုပ်ရမယ်အချိန်မျိုးကျမတို့ပေးမယ်ဥမာတချို့အချိန်အားတဲ့လူတွေဆိုရင်ကျင်သွားကြတယ် meditation ထိုင်ကြတယ်ကျမရိုးလည်းဂယုစိုက်တယ်ပြီးရင်အစားအသောက်တွေကိုလည်းသူတို့ဂယုစိုက်တယ်မတည့်တာတွေကိုမစားဘူးကျမတို့အစားကောင်းအသောက်ကောင်းစားမှာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်မှာဘယ်ဟာကလိုအပ်တယ်မလိုအပ်ဘူးဆိုတာကျမတို့အခုခေတ်မှာဆိုရင်လေအများကြီးကျမတို့လွယ်ကူနေပြီ TikTok မှာပဲရှာမလား YouTube မှာပဲသွားရှာမလားကိုယ့်အတွက်ဘာလိုအပ်လဲဘလို့အစားအသောက်မျိုးကကိုယ့်အတွက် cover ဖြစ်လဲဆိုတဲ့ဟာကိုကျမတို့ရှာကြည့်ပြီးတော့ကျမတို့နေပုံထိုင်ပုံစားပုံတောက်ပုံတွေကိုကျမတို့ပြင်လို့ရတယ်ပြီးရင်အေးရေးဝအိတ်တယ်ပေါ့နော်အေးရေးကိုဂယူးဆိုင်တယ်အေးရေးမွားတဲ့ခါကျရင်ဘာဖြစ်လာလဲဆိုရင်ကျမတို့တစ်ခါလေးကျရင်လေအေးရေးပြတ်တဲ့ည2ညလောက်ရှိကြကျမတို့ဘာဖြစ်လာလဲခေါင်းတွေကိုက်လာတယ်နော်မျက်လုံးအိတ်ကလေးတွေဖောင်းကားလာတဲ့ပုံစံမျိုးလေးတွေဖြစ်လာတယ်မျက်ရည်အိတ်ကလေးတွေဖောင်းလာတယ်ဒါ2ညလောက်ပဲရှိရပါတော့ကိုယ့်ရဲ့အေးရေးဝခြင်းကိုအိတ်ဆက်တာမရှိဘူးဆိုရင်ကိုယ့်ရဲ့အသားရည်တွေခန္ဓာကိုယ်ရဲ့နေပုံထိုင်ပုံသွားပုံစားပုံတွေကအစားပြောင်းလဲလာတာကိုယ့်ရဲ့ကိုယ်ခန္ဓာကိုအရန်ကိုအလေးပေးလာကြတယ်အဲ့လိုမျိုးသမီးတွေကအဲ့တော့အဲ့အမျိုးသမီးတွေကကိုအရန်တောက်ပချင်ကြတယ်ဘလို့တောက်ပချင်တာလဲဆိုရင်ကိုအရန်ချစ်ပြီးတော့ကိုယုံကြည်မှုရှိပြီးတော့အဲ့ဒီအလှတရားလေဘာအလှတရားနဲ့မှလဲလို့မရအောင်သိလားဘယ်လောက်ထိ surgery ပဲလုပ်ထားအဲ့ဒီအမျိုးသမီးတယောက်ရဲ့အလှကိုမမှီဘူး confidence ရှိတဲ့အမျိုးသမီးရဲ့ level ရဲ့အလှကပိုပြီးတော့တောက်ပါတယ်ပိုပြီးတော့တစ်နေတယ်နံပါတ်3ချက်ကအဲ့လိုအမျိုးသမီးတွေမှာရည်ရွယ်ချက်အပြည့်အဝရှိတယ်အသက်ကြီးလာတဲ့အမျိုးသမီးတို့တော်တော်များမြင်ကြတာအသက်ကြီးသွားပါပြီဘာမှလုပ်လို့မရတော့ဘူးဆိုတော့အတိုင်းတာမှမြင်ကြတယ်ဒါပေမဲ့အသက်ကြီးသွားတဲ့လူတွေမှာရည်ရွယ်ချက်ရှိရနော်သူတို့မှာရည်ရွယ်ချက်ရှိရသူတို့ရဲ့ lifestyle ကိုဘယ်လိုမျိုးနေချင်နေဆိုရယ်သူတို့ရည်ရွယ်ချက်သူတို့မှာရှိပြီးသားသူတို့ရဲ့ pension ကရှိကိုရှိသူတို့ရဲ့ဘဝလူတယောက်ကကိုယ့်ကိုဂယုစိုက်ဖို့ကိုလာပြီးတော့အဖက်လှုပ်ဖို့ကိုသူတို့စိတ်ဝင်စားတော့ဘူးသူ
သူတို့ live ကိုသူတို့ carrier လောက်သွားမှာသူတို့ရဲ့အခုလိုမျိုးသူတို့ပုံဖော်နေတဲ့သူတို့ရဲ့အိမ်မက်တွေရွယ်ချက်တွေကတခြားတယောက်ကသူတို့ကိုအာယုံစိုက်ဖို့လုပ်တာမဟုတ်ဘူးနော်သူတို့ရဲ့အိမ်မက်တွေကိုသူတို့အကောင့်ထဲပေါ်ခြင်းနဲ့စိတ်ဆန္ဒတွေရှိတယ်ကျမဆိုရင်အသက်50ကျော်ရင်ကျမဘာလို့မှမလုပ်တော့ဘူးဘာလို့မှလဲဆိုရင်ကျမခရီးသွားမယ်ကျမ meditation လုပ်မယ်ကျမရဲ့ fight ကကျမအဲ့လိုမျိုးပုံစံမျိုးကျမသွားချင်တာအဲ့လိုမျိုးပဲတခြားသောအခုလက်ရှိအသက်အရွယ်ရောက်နေတဲ့အမျိုးသမီးတွေမှာလည်းဒီလိုမျိုးပန်းရှင်းတွေရှိကြလိမ့်မယ်ငါဘာလုပ်ချင်တာငါဘယ်ရွယ်ရောက်ဘာလေးဖြစ်ချင်တာဆိုရယ်ရည်ရွယ်ချက်အဲ့ဒီရည်ရွယ်ချက်ကလေရည်ရွယ်ချက်ရှိတဲ့သူတို့မျက်ဝန်းလေးတွေကိုကြည့်လိုက်အမြဲတမ်းတောက်ပနေတာအဲ့ဒီရည်ရွယ်ချက်တွေလည်းဖြစ်လာအောင်သူတို့လုပ်မယ်လို့မေရယုံကြည်တယ်အမှတ်လေးချက်ကသူတို့တွေက drama တွေမလိုအပ်တော့ဘူးသူတို့အသက်အရွယ်ရောက်လာတဲ့အခါမှာငယ်ရွယ်ကသူများတွေပြောတာကိုအရန်ကိုအလေးနဲ့ထားပြီးတော့ဂယုစိုက်တတ်ကြတယ်သူများအပြစ်တင်မအောင်လဲစိုးရင်ကြတယ်ပေါ့နော်ဒါပေမဲ့သူတို့အသက်အရွယ်ကြီးလာတဲ့အခါမှာသူတို့ရဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကသူတို့အတွက်ပိုပြီးအရေးကြီးတယ်ဆိုပြီးသူတို့ခေါင်းထဲမှာတွေးထင်တာအဲ့အချိန်မှာသူကဘာလို့မပြောတော့ဘူးလဲဆိုတော့သူများကိုလည်းသူကဝေဖန်တဲ့ကိစ္စတွေသူတို့မပြောတော့ဘူးသူတို့လာပြီးတော့ဝေဖန်တာကိုလည်းသူတို့စိတ်ဝင်စားတော့နော်သူတို့ကသူတို့အတွက်ပိုအရေးကြီးတဲ့ဟာကိုပဲသူတို့ကိုသူတို့တန်ဖိုးထားတော့တယ်သူတို့မလိုအပ်တဲ့အငြင်းပွားမှုတွေကိုလည်းသူတို့ကရှောင်ရှားတယ်မလိုအပ်တော့ဘူးလေသူတို့ life မှာဘာလို့လိုအပ်တော့မှာလဲမလိုအပ်တဲ့လူတွေ toxic ဖြစ်တဲ့ပတ်ဝန်းကျင်မှာလည်းသူတို့မနေဘူး toxic ဖြစ်တဲ့လူတွေနဲ့လည်းသူတို့ကမပေါင်းတော့ဘူးအဲ့လိုတည်ငြိမ်မှုကသူတို့ရဲ့အလှတရားကိုပို့ပြီးတော့လှပလာစေတာပေါ့နော်နောက်နံပါတ်5အချက်ကလေအဲ့လိုလူတွေကအငြင်းနဲ့တည်ယူခြင်းနဲ့စိတ်ရှိရသိလားတော်တော်များများလေငါကအသက်ကြီးလာပါပြီဒီလောက်ဆိုရင်တော်လောက်ပါပြီဆိုတော့အမျိုးသမီး80%ရာခိုင်နှုန်းကအဲ့လိုမျိုးတွေးကြတယ်ဒါပေမဲ့တောက်ပနေတဲ့မျိုးသမီးတွေကိုကြည့်လိုက်အဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးငါတို့ကတခုခုကိုအမြဲတမ်းလုံနေမှာဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်သူတို့ကိုသူတို့တိုးတက်အောင်လုပ်တယ်စာရီဖတ်တယ် skill တွေတက်အောင်လုပ်တယ်ခင်းနဲ့အညီလိုက်ရောညီထွေစွာနေတတ်တယ်ပြောတတ်တယ်ဆိုတတ်တယ်ပေါ့နော်ဘဟုတုတတွေတိုးတဲ့အခါကျတော့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေရတယ်ကျမတို့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုရတဲ့အတွက်ကြောင့်ကျမတို့လုံခြုံမှုဆိုတဲ့အရာတစ်ခုကကျမတို့အတွက်ကပို့ပြီးတော့ရလာတယ် knowledge ရှိတဲ့အမျိုးသမီးတယောက်ရဲ့အလှကပိုကြည့်လေပိုလှလေသူနဲ့နေရတဲ့ပတ်ဝန်းကျင်ကလေအရန်ကိုအေးချမ်းနေသိလားအရန်ကိုလည်းစက်တည်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ dot စစ်တွေအကုန်လုံးကိုကျမတို့နားမှာမချတော့ဘူးလေအဲ့အတွက်ကြောင့်သူနဲ့စကားပြောရဆိုရတဲ့ဟာလေလူငယ်တွေအတွက်ကပို့ပြီးတော့ flexible ဖြစ်တယ်သူတို့ကသူတို့ရဲ့တန်ဖိုးကိုသူတို့သိတယ်တန်ဖိုးရှိတဲ့အမျိုးသမီးတွေကိုကြည့်လိုက်သူများတွေသဘောကျဖို့အတွက်လည်းလိုက်မနေဘူးသူတို့ကိုလေးစားတဲ့နေရာမှာပဲသူတို့နေတယ်သူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ရဲ့အချိန်တွေကိုသူတို့တန်ဖိုးထားတယ်ကိုတန်ဖိုးကိုသိတယ်အမျိုးသမီးတယောက်ကကြာလာလေဆွဲဆောင်မှုရှိလေပိုပြီးချောလာလေပိုပြီးလှလာလေပဲနောက်ဆုံးတစ်ချက်ကသူတို့ရဲ့အလှကမျက်နာကအလှမဟုတ်ဘူးနော်အတွင်းကလာတဲ့အလှဆိုတော့ဘာလဲအလှဆိုတာမျက်နှာတစ်ခုတည်းမှာပဲရှိတာမဟုတ်ပါဘူးမေတို့လူတစ်ယောက်နဲ့တစ်ယောက်ပေါ်ထားရှိတဲ့စိတ်ထားတွေယုံကြည်မှုတွေကျင့်နာမှုတွေရင့်ကျက်မှုတွေပေါင်းဆက်သွားတဲ့အခါမှာဒီအမျိုးသမီးတစ်ယောက်ကအဲ့ဒီအရာအားလုံးကိုပေါင်းဆက်ပြီးတေးသေးချာချာ ratio ညီအသုံးပြုနိုင်တဲ့အခါမှာသူကအသက်ဘလောက်ပဲကြီးလှပနေမှာပါကဲမေးချရတဲ့အမျိုးသမီးတို့ရေအသက်ကြီးလာတယ်ဆိုတာကကိုယ့်ရဲ့ဆုံးရှုံးမှုမဟုတ်ပါဘူးเนาะပို့ပြီးတန်ဖိုးရှိတဲ့မိတို့ရဲ့ခရီးတစ်ခုဖြစ်ပါတယ်အရေးကြီးတာကအသက်ငယ်နေဖို့မဟုတ်ဘူးအသက်ကြီးလာလေပို့ပြီးကိုယုံကြည်မှုရှိတဲ့ကိုပို့ပြီးတန်ဖိုးထားတဲ့ပို့ပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ပဲအရေးကြီးတာအဲ့တော့ကိုယ့်ရဲ့အလှတရားကအသက်အရွယ်နဲ့မဆိုင်ဘူးနော်လုံးဝမဆိုင်တင့်ကိုတင်ထားတယ်တင့်ရဲ့တန်ဖိုးနဲ့အတူအမြဲတမ်းတောက်ပနေမှာတောက်ပခြင်းနဲ့မလားဒီဗီဒီယိုလေးကမိတ်ဆွေတဲ့တခုခုရခဲ့မယ်ဆိုရင်မိရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်ဒီလို self growth relationship နဲ့ woman empowerment content တွေအတွက်မေရဲ့နောက်ဗီဒီယိုများကိုလည်းစောင့်မျှော်အားပေးဖို့မေကတိုက်တွန်းပြစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်